Hello မင်္ဂလာပါမင်းတို့ရဲ့ကိုချူပါပေါ့နော်ဒါမြောက်ပြည်ဖျားသက်စုဘက်ကလာရောက်အပိရဲ့အမှားကိုလုံးဝ share ကော်လေးပေါ့နော်ဟိုဆက်စီကြကြလေးရေးထိုးပေးထားတာပါနော်အခုလိုဆက်စီကြကြလေးရေးထိုးခြင်းနေဆိုရင်ကိုချူဆိုင်မှာလာရောက်ရေးထိုးလို့ရရပေါ့နော်ဒါပေမဲ့ပုံနေရတော့ဆိုင်မှာလူကိုယ်တိုင်လာရောက်တိုင်ပင်ဆွေးနွေးရတာပေါ့နော်ဆွေးနွေးရတဲ့ဘိုင်းတွေမှာတချို့ main ကလေးနဲ့မတူကြဘူးပေါ့နော်တချို့ကြလည်းကော်ချင်တယ်တချို့ကြလည်းဆက်စီတိုက်တချို့ကြလည်းခရူတိုက်အဲ့လိုမျိုးစုံလေးရှိရပေါ့နော်ဒီမှာဆိုရင်ဆိုင်မှာလူကိုယ်တိုင်လာရောက်တိုင်ပင်ပြီးတော့မှအကောင်းဆုံးကိုချူဒီဇိုင်းလေးကိုတိစောက်ပြီးတော့သူ့ပုံနဲ့မဟုတ်တဲ့အတိုင်းပဲကာလာလေးကိုတခြားလေးရေးထိုးပေးထားရပေါ့နော်အခုလို main ကလေး program private area လားဘယ်လိုခေါ်လဲမြန်မာလိုဘယ်လိုခေါ်လဲမခွတ်တက်ဘူးပေါ့နော်အဲ့လိုနေရာကြီးမှာရေးထိုးမယ်ဆိုရင်စိတ်ချယုံကြည်စွာကိုချူဆိုင်မှာလာရောက်ရေးထိုးလို့ရတယ်ပေါ့နော်ဒီမှာဒီကိုချူဆိုင်မှာဟို၃ပုံလုံးအားပေးသွားပါပေါ့နော်ဒါဆိုလဲဒီဘိုက်နေရာလေးမှာထုံစည်းနဲ့ကိုချူလို့ရေးပေးထားခြင်းဖြစ်ပါတယ်ပေါ့နော်ထုံစည်းနဲ့ဒီနေရာလေးမှာဘာကြောင့်ရေးရလဲဆိုရင်ခနိုင်အားနဲတာရဲ့ဒီနေရာကြီးကအနာဆုံးဖြစ်တယ်ပေါ့နော်ပိုက်ကြောလေးမှာဆိုရင်ပေါ့နော်ဒါဆိုရင် 3D ဆက်ဆန်းပင့်ကူလေးကိုရေးထိုးပေးခြင်းဖြစ်ပါတယ်ပေါ့နော်ဒီမှာဒီတယောက်တည်းနဲ့2ရက်စက်တိုက်3ပုံရေးသွားခြင်းဖြစ်ပါတယ်ပေါ့နော်ကိုချူလည်းတက်နိုင်ဆုံးဈေးနှုန်းကိုအဆင်ပြေအောင်လုပ်ပေးထားရပေါ့နော်ဒီပုံလေးဒီဒါကိုချူကာဗွန်ကတ်တာလေးကိုတစ်ချက်ကြည့်ပေးပါပေါ့နော်ကာဗွန်ကတ်တာလေးကိုအဲ့လိုအောက်ကတီရှူးလေးခံပြီးတော့ကတ်ရင်လွယ်ကူစွာပြီးစီးပါရပေါ့နော်အရင်ခက်မဟုတ်ပါဘူးဒီကညံလေး3အုံနှောင်လေး3ကိုယ့်ရဲ့ဖြစ်တည်မှုလေးကိုလက်ခံအကောင်းဆုံးတိဆောက်ပေါ့နော်ဒါပါပဲပေါ့နော်ဒီမှာဆိုရင်ကိုချူရှိမှာ3ပုံလာရောက်အားပေးပါပေါ့နော်ညောင်ဒီဘက်ကနေပြီးတော့မှဟိုကိုချူတခြားလေးစင်ပြအောင်လုပ်ပေးခဲ့တယ်ပေါ့နော်ဈေးနှုန်းတွေကစားအားလုံးတက်နိုင်ဆုံးပေါ့နော်ကိုဝေးရယုံကြည်စွာလာရအားပေးရဲ့ဧည့်သည်ကိုချူနေနဲ့တာဝန်ယူမှုတာဝန်ခံမှုအကောင်းဆုံးကိုပေးစွမ်းခဲ့ပါတယ်ပေါ့နော်ဒါလေးဆိုရင်လည်းဒီမှာစိတ်ကြိုက်နှကားလေးပေါ့နော်အဲ့နှကားလေးကိုချူကချင်းမျက်စိအောက်ကအမီလီယာကိုချူ free hand လေးဖွေးပေးထားပါပေါ့နော်ဒီမှာဒီပက်လက်မကြိုက်ဘူးတဲ့သူကဒီလိုနှကားလေးကိုကြိုက်တာပေါ့တချမ်းဆိုဟုတ်ကဲ့ပါဒါဆိုရင်ကိုချူတို့အသေးစိတ်လေးရဆာရေးပေးထားတာတွေ့ရမှာပေါ့နော်ကိုချူဆိုင်ရတော့ရန်ကုန်လှိုင်သာယာ15ရက်ကွဲကျစစ်သားကြီးမှာကျစစ်သားလက်မှတ်မှာရှိပါရပေါ့နော်ကိုချူဒီ Facebook လေးကိုလည်းအားပေးကြပါအောင်လို့နော်